ရေနိုင်ငံတော်ရွှေသီးကိုကုန်ထုတ်လုပ်မှုအားပေးစို့နိုင်ငံတော်ဖွံ့ဖြိုးဖို့ပညာရေးကိုအားပေးစို့နိုင်ငံတော်တာယာဖို့သဘောပတ်ဝန်းကျင်ထိန်းရစို့မင်္ဂလာပါရှင်ဒီနေ့သတင်းတွေကိုတင်ပြပေးမှာဖြစ်ပါတယ်တတိယအကြိမ်ပြည်ထောင်စုလွှတ်တော်ဒုတိယပုံမှန်အစည်းအဝေးအထမနေ့ကိုဇူလိုင်လ14ရက်နေ့မှာနေပြည်တော်ရှိလွှတ်တော်အဆောက်အုံပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမမှာကျင်းပပါတယ်အဲဒီနောက်နိုင်ငံတော်သမ္မတရုံးရဲ့ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်1/2026ကိုလိုအပ်တဲ့ကာလအပိုင်းအခြားအထိဆက်လက်အတည်ဖြစ်စေရေးလွှတ်တော်ရဲ့သဘောတူညီချက်ရယူရန်နဲ့ဆက်လင်းပြီးဥပဒေရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးနဲ့ဒုတိယရှေ့နေချုပ်ဒေါက်တာထိန်လင်းဦးကပြည်ထောင်စုလွှတ်တော်ကသဘောတူပေးနိုင်ရေးနိုင်ငံတော်သမ္မတရဲ့ကိုယ်စားအဆိုတင်သွင်းပါတယ်ဆက်လက်ပြီးနိုင်ငံတော်သမ္မတထံမှပေးပို့ထားတဲ့ကမ္ဘာ့ဉာဏ်ရည်တူနည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ World Artificial Intelligence Cooperation Organization ဖွဲ့စည်းတည်ထောင်ခြင်းသဘောတူညီချက်မှာမြန်မာနိုင်ငံကပါဝင်လက်မှတ်ရေးထိုးနိုင်ရေးကိစ္စနဲ့ဆက်လင်းပြီး Digital ဖွံ့ဖြိုးတိုးတက်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးမင်းဇေယျလိုင်ကAI နည်းပညာဟာလူသားသမိုင်းတစ်လျှောက်မှာအထူးခြားဆုံးနည်းပညာတစ်ခုအဖြစ်စီးပွားရေးနဲ့လူမှုရေးဖွံ့ဖြိုးတိုးတက်မှုပုံစံများကိုအသစ်ပုံဖော်နေတဲ့နည်းပညာတစ်ရပ်ဖြစ်ပါကြောင်းအဓိကအနေနဲ့ AI နည်းပညာဖွံ့ဖြိုးတိုးတက်မှုနဲ့အတူပေါ်ပေါက်လာတဲ့လူအများရဲ့စိုးရိမ်ပူပန်မှုများလျှော့ချရန် AI ကိုလူအဖွဲ့အစည်းနဲ့အဝင်ခွင့်ကြဖြစ်တဲ့နည်း